我被恩熙来来看，旁边不听。哎，两个平台看你，我这个去看你，都我比我这个去恩熙我看到我啥里我来懂，把你问搞么了？我不愿意让那么的，干嘛嘞？恩熙没愿意呢。ဘာလို့ပြန်လာတော့ကျောင်းကြီးနဲ့ပြန်လာရယ်နော်ဘာမှမသိတခါကြီးကဖွင့်လိုက်ဒါပဲဝင်လိုက်တော့ငါမထားဘူးရှိရမဖြစ်လို့ဖြစ်လာတော့သွားမယ်ဟေးလက်ကီနင်းတကယ်မရှိသေးဘူးတိလားအပြင်သွားအောင်မယ်လေဒီကဲနော်ဘာလဲပြီးပြီလားအေးပြီးပြီအောက်ဆိုသွားမယ်လားဘာမှမညီမလေးတို့လည်းခေါ်အောင်မယ်မကြောက်လဲမူချိုပို့ရသေးရဲ့ကာနင်းမူချိုဘာလို့ပို့လိုက်တာလဲအော်ဒီမူချိုပို့ရမယ်နဲ့တနေနာလေးလေအော်ဘူးမတိဘာမတိနဲ့တိတ်လိုက်ညီမလေးကိုပြင်ကြောက်အကမယ်ဟာတိလားကိုကဘာမှမသိနေသလားညူပိုက်နေတယ်ကိုကဘာမှမသိဘူးကိုကဘူးမသိဘာမသိနဲ့လောက်တာကြီးငမ်ကြိုင်နော်မညီမလေးကမှပညာနေသွားဆုံးနော်အနာကောင်းလို့မဟဲ့ညီမလေးတိုင်နေပတ်ကုန်နေပြီအိဘကနေသွားမဟုတ်ဘူးလေလေကနေသွားမှာငါပြောမှသိရင်နေရနော်ဟဲ့ဘာဖြစ်ညာတော့ငါနဲ့ဒီဘာဖြစ်ညာတော့ဒီနေ့ကျတော့ငါနဲ့တောင်းမယ်ဟဲ့နင်းနေခေါင်းမလားခေါ်ရောမမအေးဘီယာငါနေအကိုဆွဲရုပ်ပြီးခေါ်လာတယ်မှာတွတ်ထောင်ရောက်ထမ်းနေအိုးပြောလာလေတငယ်ချင်းနေခဲ့အောင်လို့တငယ်ချင်းနေခဲ့အောင်နော်အေးရပါမယ်ငါလည်းချောင်းဆိုးကမပြောက်သေးဘူး
လိုက်တော့ မဝါတာပါရောက်ပြီနော်အားလုံးကြည့် ကိုဘလို့ထိုင်နေရတော့သူ့အိမ်မှာ तू တိတ်ခါတော့မထိုင်တတ်ဘူးဘလို့ထိုင်နေရတော့ညီမလေးပေါ်တက်ပြီးခန်းယူလာအောင်မယ်မောင်ရီချိုးလာအောင်မပြောတာမောင်ခိုင်းလာမယ်ပြောညီမလေးကလည်းစကား3 9 5ကုန်းလောက်မှားနေညီမလေးငယ်ရောတီးလို့ဟာကိုကမတီးလို့လို့ရအောင်နော်ညီမလေးငယ်တယောက်တည်းလမ်းလျှောက်လာတာဘယ်တော့မှမညောင်းလဲသွားကြည့်လိုက်ပါအောင်မယ်လေကြည့်တော့ညီမလေးငယ်ကြောင်ထားကြည့်သူတို့ရသွားမြင်တော့မရမယ်မြင်တော့မရမယ်ဒီနားနဲ့ဆိုနီးကြီးမြင်တော့မရမယ်ကိုမတော့လိုက်ပြီခေါင်းမမြင်တယောက်တည်းထားခဲ့ရတယ်ခုမှအမရလည်းလုံးလိုက်တလွဲပဲဟုတ်ကဲ့တားမယ်လာအိမ်ထဲမှာဟုတ်ကဲ့မမရလည်းဘာလို့ပန်းဦးရဲ့ဒီလိုနောက်ပြင်းနေရတော့ကိုအိမ်မှာလည်းကြည့်မိရဖမ်းမိရဟဲ့အနေအိမ်ပြည့်လေလို့လားဘာမှမသိကိုတော့ကိုတငယ်ချင်းနဲ့တိုင်ပြောမှတော့လို့ပြောတိုင်မဘယ်ညတတိုင်ဘာဖြစ်လဲဖဖေခေါ်နေရဲသွားအောင်မင်းတာချိလိုက်ပါမယ်လေဒီခေါ်နေတာမခေါ်နေတာဟုတ်သွားတယ်ဘာလို့လုံးရလဲကိုဖြစ်ပြီးတော့အရင်စလုံးနေသွားလာကိုမညီမလေးလည်းခန်းယူလာအောင်တော့ရခန်းယူပြီဒါညီမလေးတို့ဖန်လို့ညီမလေးကဖေးနာဖေးတမ်းမြာသွားဒါအင်လိုက်ဒီလမ်းလိုက်တာဘယ်လိုနောက်အေးပါထားလဲအင်္ဂါပြောဘာမှညီမလေးခံနေကိုလာလိုက်တာမလေးခံကဲပတ်တူမနေ့ပြန်လာမှာမယ်ကဲဘိုင်ဘိုင်